ကျန်းဖတ်မြန်မာစစ်တပ်အတွက်အမေရိကန်ဒေါ်လာ100ချီတန်ဖိုးရှိလေယာဉ်ပုံ3ကြီးနဲ့ကြီးစံခေရန်ထုတ်လုပ်ရေးအတွက်အသုံးပြုမိကုန်ကျများကိုပီလာရုနိုင်ငံမှာအတိကတင်သွင်းရန်သဘောတူညီထားကြောင်းနေပြည်တော်ရှိစစ်ဖက်တရင်ရမြတ်ထံမှသိရှိရပါတယ်။တရင်ရမြတ်အေးပြုတ်ဆိုချက်အရာမြန်မာစစ်တပ်တီရခိုင်ကလေယာဉ်ပုံ3ကြီးနဲ့ကြီးစံခေရန်ထုတ်လုပ်ရေးအတွက်လိုအပ်သောကုန်ကျများကိုရုရှားနိုင်ငံမှာအတိကတရတင်သွင်းခဲ့တော်လဲလက်တလောတွင်ရုရှားထံမှလက်နက်နှင့်ခေရန်ကုန်ပစ္စည်းများရရှိရန်အချိန်ကြာမြင့်စွာဆောင်ဆိုင်နေရသဖြင့်ပီလာရုနိုင်ငံနှင့်တရရောင်းဝယ်ရေးသဘောတူညီမှုများပြုလုပ်လာခြင်းဖြစ်ကြောင်းသိရှိရပါသည်။အဆိုပါကုန်ကျများကိုတင်သွင်းရသောမြန်မာစစ်တပ်၏လိုအပ်ချက်အလိုက်ကြိုတင်အမှားစာများတင်သွင်းကနိုင်ငံစစ်တပ်အကြားအယောင်ဝယ်စာချုပ်များချုပ်ဆိုဆောင်ရွက်မည်ဖြစ်ပြီးစာချုပ်တစ်ခုလျှင်အနည်းဆုံးအမေရိကန်ဒေါ်လာ100ဝန်ကျန်တန်ဖိုးရှိကြောင်းတရင်ရမြစ်ကဆိုပါရယ်ဒီဘက်ကလိုအပ်တဲ့ကြိုတင်အမှားစာနဲ့ညီနိုင်အယောင်ဝယ်လုပ်ကြဖို့သဘောတူညီထားတာလက်နက်ခဲယမ်းကုန်ပစ္စည်းတွေတစ်ကြိမ်မှယူစာချုပ်ရင်တော့တစ်ကြိမ်ကိုအနည်းဆုံးအမေရိကန်ဒေါ်လာ100ဝန်ကျန်မှရှိပြီးခဲယမ်းကုန်ပစ္စည်းတွေရောင်းဝယ်ဖို့ကပီလာရုနိုင်ငံကအတိကပြမရမြက်ဖြစ်လာနေတယ်လို့နေပြည်တော်စစ်ဖက်တရင်ရမြက်ကပြောဆိုထားပါတယ်စစ်တပ်ကအတိကမှာယူမဲ့ပစ္စည်းများတွင်လေယာဉ်ပုံနဲ့3ကြီးထုတ်လုပ်ရန်အသုံးပြုသည့်ကုန်ကျများကြီးစံနဲ့အခြားခရမ်းများထုတ်လုပ်ရန်လိုအပ်သောကုန်ကျများပါဝင်ကြောင်းရန်ကုန်ကျများကိုရုရှားကုန်တန်လေယာဉ်များအသုံးပြု၍လေကြောင်းမှတဆင့်တိုက်ရိုက်ပို့ဆောင်ရန်စီစဉ်ထားကြောင်းသိရပါသည်။ရခိုင်ကလည်းပီလာရုနိုင်ငံမှာစစ်ဖက်ဆိုင်ရာပစ္စည်းများကိုမြန်မာစစ်တပ်ကဝယ်ယူလေးရှိတော်လဲရုရှားနိုင်ငံကသာအဓိကပြမရမြက်ဖြစ်ခဲ့ကြောင်းယခုအခါစစ်တပ်အတွက်လိုအပ်သောစစ်ဖက်ဆိုင်ရာပစ္စည်းများလက်နက်ခဲယမ်းများနဲ့ကုန်ကျများကိုရရှိအပ်ပီလာရုနိုင်ငံကိုအဓိကပြမရမြက်အဖြစ်ပြောင်းလဲဝယ်ယူလာခြင်းဖြစ်သည်ဟုသိရှိရပါသည်။ဇူလိုင်လ28ရက်နေ့တွင်ပီလာရုနိုင်ငံစစ်ဖက်စစ်မှုလုပ်ငန်းဆိုင်ရာနိုင်ငံတော်အာဏာပိုင်အဖွဲ့ဥက္ကဋ္ဌမက်စထရီပန်ဒစ်ကပီလာရုနိုင်ငံဆိုင်ရာမြန်မာစစ်တပ်အမတ်မောင်မောင်စိုးနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးစစ်ဖက်နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိုပုံမနိုင်ရှိုက်စွာတိုးမြင့်ဆောင်ရွက်သွားရန်တစ်ဖက်စလုံးကစိတ်ဝင်စားကြောင်းအသေးပြုထားပါတယ်။ပီလာရုအစိုးရကအဆိုပါပူးပေါင်းဆောင်ရွက်မှု၏ရည်ရွယ်ချက်မှာမြန်မာစစ်တပ်၏ကာကွယ်ရေးစွမ်းရည်နဲ့လုံခြုံရေးကိုပုံမအားကောင်းလာစေရန်ဖြစ်ကြောင်းထုတ်ပြန်ခဲ့ပြီးနှစ်ပေါင်းများစွာအတွေ့အကြုံဖြင့်စံသက်အတည်ပြုထားသည့်စစ်ဖက်နည်းပညာနဲ့နီလန်များကိုမြန်မာစစ်တပ်အားပံ့ပိုးပေးရန်အသင့်ရှိကြောင်းလည်းပြောဆိုထားပါသည်။ပီလာရုနိုင်ငံသည်ရုရှား၏အနိကမဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပြီးလက်နက်ထုတ်လုပ်ရေးနဲ့စစ်ဖက်နည်းပညာကဏ္ဍတွင်အရေးပါသည့်နိုင်ငံတစ်နိုင်ငံလည်းဖြစ်က2023ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာစစ်ကောင်စီနှင့်စစ်ရေးဆက်ဆံရေးကိုတိုးမြင့်ဆောင်ရွက်လာသည့်နိုင်ငံများအနက်တစ်နိုင်ငံအဖြစ်သတ်မှတ်ခံထားရတာပါစစ်အာဏာသိမ်းပြီးနောက်မြန်မာကောင်းဆောင်မဲအောင်လှိုင်နဲ့ပီလာရုကောင်းဆောင်တို့မှမကြာခဏတွေ့ဆုံလေးရှိပြီးနိုင်ငံဆက်ဆံရေးကိုတိုးမြင့်ခဲ့ကြပါတယ်။